ကာရွက်ရယ်ပြင်းတော်သေးရယ်ထောက်လက်ပတ်ရွက်တွေရယ်ရောပြီးစားလို့ကြိတ်မယ်ဆက်ကြည့်ပြီးကြပါအောင်နော်ဒီကာရွက်တွေထည့်မယ်လက်ကကြိတ်ဖက်လေးတွေရပါပြီပြင်းတော့တင်းရက်တွေလည်းကြိတ်ပါမယ်ဒါကြိတ်ဖက်တွေတူတူရောထည့်ထားလိုက်တာပါကြိတ်ဖက်တွေအားလုံးရပြီဆိုရင်ဒါအရင်ညှစ်ပါတော့မယ်ရင်ညှစ်ပြီးတော့ဒါတမယအရေးပေါ့နော်အဲ့ဒါလေးရောထည့်ရပါပါအဲ့ဒါဆိုစပင်ကဥယျာဉ်ပြားလည်းမရဘူး3ရက်လောက်ကတော့လုံးလုံးမရဘူးစပင်လုံးဝမကျွတ်တော့ပါဘူးရှင်ဒါတော့နဲ့ဟဲတော့နဲ့ကလေးကိုလုပ်ပြမှာဖြစ်ပါတယ်စွတ်ကြည်တန်ရှင်းနဲ့စွတ်ကြည်တာလည်းရင်ညှစ်ပါလို့ရှင်900 မီလဆိုတင်များပြီးအရေးနှလုံးညှစ်မှာပါတင်များပြီးနှလုံးကိုဒီလိုစိတ်ထားပါတယ်တင်များပြီးညှစ်ပါပါဖတ်ပြီးပါမယ်ပါအိုးဘောက်တွေပါပြင်ပါတယ်ကြိတ်ဖက်ကြံပါလေနော်ဟက်တော့နဲ့ဒီလေးရသွားပါပြီဒါလေးကိုပလင်းဘူးထဲထည့်ပြီးတော့စပရေးလေးလုပ်ပြီးတော့ဖြန်းလို့ရေမချိုးခင်5မိနစ်အလိုလောက်ပေါ့နော်ဖြန်းထားပြီးတော့ဒီတိုင်းဖြန်းထားရုံပဲအဲ့ဒါပြီးတော့ရေပါညာချိုးပေါ့ဝတ်တွေပါလျှော်ပြီးရင်ခေါင်းလျှော်လိုက်ရင်လုံးဝစပင်းလေးပြော့ဤဆင်းသွားပြီးတော့မှပေါက်မရရန်တာ3ရက်လောက်ကလုံးဝပေါက်မရရန်ပါဘူးနောက်လုံးဝစပင်းကျွတ်တာလေလုံးဝတက်တာတော့ပါလိမ့်မယ်ရှင်ဒါလေးကိုဘူးလေးနဲ့ထည့်ပြီးတော့မှတစ်ခေါက်ထပ်ပြပါမယ်ရှင်ညဖုံးကျမရဲ့စပင်ကဒီနေ့ဒါကျွတ်လို့ပါဒါတော့ပထမဦးဆုံးလုပ်တဲ့ recipe ဖြစ်ပါတယ်လောရလိမ့်ပါဘူး
ဒီလိုလေးအေးကြတဲ့ကိုစိတ်ဝင်နေအောင်လို့အေးကြတဲ့စိတ်ဝင်နေအောင်လို့လောက်ရပါတယ်ရှင်နှိမ့်နေရပါတယ် စိတ်ကြလည်းမလို့နေကြလည်းမလို့တိုင်းလေးပို့ နော်ပို့ရပါတယ်ရှင် ဥယျာဉ်ပြရောက်သွားပြီးအေးသွားတယ်တို့ဖြစ်သပင်းကိုဖြစ်ဒီလို့ရှိနေတယ်တို့ပို့လက်ထင်း ဒါလေးတော့ စပင်းနဲ့တအားကျွတ်နေလို့ဆိုပြီးတော့ဒါလေးနဲ့ပထမအဦးဆုံးပေါင်းခံမှာပဲဖြစ်ပါတယ် ထိတ် နေနှုံးနဲ့ကြ ဘာမှဖြစ်နေလုံးနဲ့ကြာတယ်ဒါတာရှိကန်စင်းနဲ့ပေါ့ဘာမှမပေါ့ဒီဘက်နဲ့ထင်းလက်လေးထိန်လေဟုတ်တဲ့နေရာလေးလက်လေးထိန်တယ်ကြော့လက်လေးထိန်တာအဲ့ဒီထိတဲ့နေရာလေးလက်ထိန် နောက် ကိုကပတ်ပတ်ပေးနာပေါ့ ဖေတဲ့ဝေသားပဲဖေတဲ့လေကပတ်ကို ခေါင်းကုန်းထားလေအပြင်းကြီးတော့ညီခိုင်းရကုန်းထားအပြင်းကြီးတော့ပါသွားငယ်တဲ့ကားနဲ့သွားလေဆိုင်ကနေပါခုနနန်းမိလာခဲ့ ပြီးရင်ကျမသပင်းဟိုညားလာတဲ့အကြောင်းပြီးရင် result ပြန်တင်ပေးမယ် သပင်းလုံးမကျွတ်ဘူးဒါနော်ပေါက်လည်းမထားနှစ်ထင်ဘေးနှစ်ထင်နေဖြဲလေဒီနာ သပင်းလည်းမကျွတ်ပါဘူးနှစ်ခွာလည်းမဖြစ်ပါဘူးဥယျာဉ်ပြားကိုလည်းအေးပါတယ် အော်ကနေအရွက်တင်နဲ့ပဲလောက်ထား ဘယ်နေနဲ့လောက်ထားတော့ ဒါလေးဖြဲ ဘာဝ ဒီနာလေးဖြဲ ပေါင်းတင်ဈေးပါ ရှေ့ရဟာမလို့ဒီနာလေးကိုဖြဲ လေးလည်းကောင်းရှော့ပြင်း ဒီနာလေးကိုဖြဲဒီနာလေးကို ပြောငါကြည့်ပြောနော်ဘာလို့ပါတော့ဒီစုံနဲ့ ဒီဘက်ချမ်းနှစ်ထင် ဒီစုံနဲ့ဆိုင်ကသွားရုံပါလေ ပုတ်ချင်မလို့ မမင်းရဆိုရင်တော့နှစ်ဘူးလောက်ပဲ လိုဦးရမှာလေအဲ့ခုနကဟာပုလိုလန်းပြန်လာ ဘယ်နဲ့ဟိုဟာလိမ့်ပြီဘယ်နဲ့နိုင်လောက် ဘာမှလိုဦးရတက်မရေချိုးလိုက်15မိနစ်လည်းမလိုဘာမှလိုဒီထိတ်ကောဒီထိတ် ခိုင်းနေမသွားချင် ဒါလေးတကယ်လို့ဟိုဟာပြုတ်ရင်ဒါလေးကိုရေလေးပြန်ရောပြီးတော့မှလေရေလေးပြန်ရောပြီးမှဒီလိုလုပ်ရင်ကိုအဲ့ဒါပွားပြီးတော့မှလေနှံ့လည်းရပါတယ်ကဲဒီလိုလှုပ်ထားပြီးတော့ရေချိုးပါတော့မယ်မစဲဘူးအပေါင်းဆိုင်ကဖျားမှာငါအဲ့နဲ့ထိုးမှာ ပေါက်စီ အတန်းအဲ့ရုံမလျှော်ရင်ကိုလုံးလုံးလေဘူးတွေမနောင်းမနဲ့ဘယ်နဲ့တော့ပုံမှန်တိုင်းလို့အေးဒီမှာလည်းရန်နေဖြစ်ကုန်ပြီဒီထက်လည်းပါကုန်ပါပြီ ဒီလိုမျိုးလေးလောက်ပြ အေးကောင်းနိုင်မလား ဤနာ ဒါတော့ကပ်တက်တော့ကိုကမလုပ်တော့ဦးတဲ့ဆို ဘာလို့တဦးရတာဒီလိုဘူးလေးတွေနဲ့ရ